င်းမဲချက်ပြပါမမရရိုရာတွေမကြည့်ကျင်ဘူးဆိုတဲ့လူတွေအတွက်ကျဲဥငဖယ်လေးကျမလုပ်ပြလိုက်ပါတယ်2026မှာဟင်းချက်ပြရမလားရိုပြရမလားဆိုပြီးဝေခွဲမရမြေပဲမှဖြစ်ပြီးတော့ရိုရာလေးတွေကိုတပုတ်နှစ်ပုတ်လေးတင်ကြည့်လိုက်တာနဲ့ကျမကိုပုံကန်သူတွေအရန်များလာတော့ကျမဟင်းမဲချက်ပြပါတော့မယ်ကျဲဥငဖယ်လေးပါဆိုမှကျဲဥကတော့မဖြစ်မနေပါမှာပေါ့နော်အဲ့တော့ကျဲဥကိုလေးလုံးငါးလုံးကျမတို့အသားမုံလေးထည့်ပြီးတော့ခလောက်ပါမယ်ပြီးရင်တော့ကျဲဥကိုပပလေးဖြစ်အောင်ကြော်မယ်နော်ကျဲဥကိုဒီလိုမျိုးဟင်းခတ်တဲ့ဇွန်းနဲ့နှစ်စွန်းလောက်လေးထည့်အခုလိုမျိုးလေးအိုးလေးကိုလှုပ်ပြီးွားပြီးကြက်ပြီးဆိုမှအပေါ်အောက်လှန်မှာစိတ်ရှည်ဖို့တော့လိုတယ်ကွယ်တိလားချစ်နဲ့တွေ့ရင်ရှင်တို့တွေစိတ်ရှည်တယ်လို့ကျဲဥကြော်တဲ့ခါမှာလည်းစိတ်ရှည်ရမယ်နော်ကိုနဲ့တွေ့ရင်တော့စိတ်ရှည်ပြီးတော့ဟင်းချက်တဲ့အချိန်မှာစိတ်မရှိဘူးဆိုရင်တော့ဒီကျဲဥကပုံမလားပန်းမလားဖြစ်သွားမှာပါပြီးရင်ကြက်သားသုံးလို့ရတယ်ငဖယ်သုံးလို့ရတယ်ငဖယ်သုံးပါမယ်ဥနီထည့်မယ်ကြက်သွန်မိတ်ထည့်မယ်အလဲကတော့ကော်မှုန့်ကိုထမင်းစားစွန်းနှစ်စွန်းလောက်ထည့်မယ်ခရူးစီလေးနည်းနည်းထည့်ပြီးတော့အသားမုံလေးထည့်ပြီးဆိုရှင်တို့ရောနေလာရင်တော့အခုလိုမျိုးငဖယ်အသားလေးရပါမယ်ပြီးရင်တော့ငဖယ်ကိုကျက်ဥနဲ့တခါလေးလိမ့်ဖို့အတွက်အပေါ်ကနေပြလေးတွေကျမပြတယ်လို့လေးလုပ်မယ်ကတ်တက်လို့လက်ကိုစီလေးစွပ်ပါစွပ်ပြီးရင်လေးလိုက်ပါပြီးသွားရင်ပေါင်းလို့ရှိရင်နာရီဝက်45မိနစ်ဆိုရပါပြီပေါင်းတဲ့ချိန်မှာ9မိနစ်တခါလောက်ကိုလှန်ကြည့်ပေးဖို့အဖုံးလေးဖွင့်ပေးပေါ့နော်လှန်ပေးပေါ့နိုးမို့ဆိုရင်ငဖယ်တွေကပွက်တက်လို့ပါကဲအရသာရှိပြီးအရန်ကောင်းနေကျုံငဖယ်လေးရပါပြီတတနောက်ဘလော့တွေမှာတွေ့မယ်